2 3 4 5 6 9 10 9 10အနီဘက်ကအနိုင်ရပါတယ်ချန်ပီယံဆုကို2 နှစ်ဆက်တိုက်ရရှိထားတဲ့ကိုရီးယားလက်ရွေးစင်မင်းဆန်ဟောက်ဟာဘောလုံးပွဲမှာတရုတ်နိုင်ငံအရန်လက်ရွေးစင်ဖန်းထင်အောင်ရှုံးနိမ့်ခဲ့ပါတယ်။အရန်မျိုးဟာတိုက်ကွမ်တို့ရဲ့ရေတောက်မြစ်ဖြစ်ပေမဲ့အရန်မျိုးသားတွေကချန်ပီယံဆုကိုမရရှိခဲ့တာ10 နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ဒီနေ့မှာတော့သူတို့အရန်မျိုးကချန်ပီယံဖြစ်သွားပါပြီ။ဆရာဖန်းထင်အောင်ဒီနေ့မှာအရန်မျိုးသားတွေကိုစားကမ္ဘာချန်ပီယံဆုကိုရယူနိုင်ခဲ့ပါပြီ။နောက်ထပ်ရွေးချက်ကဘယ်ပြိုင်ပွဲရဲ့ချန်ပီယံဆုများလဲမသိဘူး။ချန်ပီယံတကယ်တော့ကျွန်တော်တို့ကဘာပဲချန်ပီယံဖြစ်ဖြစ်တို့တော့ရေးမကြည့်ပါဘူးကျွန်တော်ခုလူတယောက်နိုင်ရချင်တယ်那双青春ဒီနေ့ပြိုင်ပွဲရလဒ်ကိုအတီးယူလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ခုနကဘောလုံးပွဲမှာအနိုင်ရသွားတဲ့သူကစိတ်ချဆေးတွေသုံးထားတယ်လို့ကျမသံတရားရှိတယ်။ဒီမှာရှင်တို့အရန်မြို့သားတွေကလွန်ခဲ့တဲ့10 နှစ်တုန်းကလိုပဲစိတ်ချဆေးတွေတောက်ထားပြန်ပြီမဟုတ်လား။ဟေးရဘာလုပ်နေလဲအဲ့ကောင်မလေးကဘယ်ရောက်လာတဲ့ကောင်မလေးလဲမင်းကျူးပြဿနာမချနဲ့လေ ဘာလဲအဖေကမေ့သွားပြီလားလွန်ခဲ့တဲ့10 နှစ်တုန်းကရှီရှန်နန်ကစိတ်ချဆေးတွေတုံးပြီးတော့အဖေစီကချန်ပီယံဆုကိုလူသွားတာလေအဖေခြေထောက်တော့ဒဏ်ရာရပါတယ်လေလက်ဆက်တော့သူကတိုက်ခွန်းတို့ဥက္ကဋ္ဌချင်းကြီးဆိုင်ရဲ့သမီးဖြစ်နေတာပဲ လူငယ်တဲ့10နှစ်ကကိစ္စနဲ့ဘာဆိုင်လို့လဲအောက်ကိုဆင်းလာခဲ့ ဘာဖြစ်လို့မဆိုင်ရမှာလဲရှင်တို့အရန်မြို့သားတွေကနှစ်တွေဒီလောက်ကြာတဲ့အထိချန်ပီယံအခုချိန်ထိတရားမှမထွက်ခဲ့ဘူးလေဘာလဲရှင်တို့ကညင်းညင်းသေးလို့လားဒီပြိုင်ပွဲမှာလေကြည့်လိုက်အောင်တစ်ချက်လေးချအောင်နဲ့အနိုင်ယူသွားတယ်အဲ့ဒါကြောင့်သူ့ရဲ့ကျမ်းမာရေးအခြေအနေကိုနောက်တစ်ခါထပ်ပြီးတော့စစ်ဆေးခြင်းပါတယ်လွန်ခဲ့တဲ့10နှစ်ကလို့ထပ်မဖြစ်အောင်လို့အကြံပေးတာပါပြိုင်ပွဲတစ်ခုမှာမျှတမှုရှိတာကိုပဲလိုချင်တာပါမင်းတို့ရဲ့လက်ရွေးစံချန်ပီယံဆုကိုမရတဲ့အတွက်မင်းတို့ရဲ့ခံစားချက်ကိုလည်းငါနားလဲပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့10နှစ်ကကိစ္စကိုပြန်လည်ပြောဆိုနေတာကတော့ပြိုင်ပွဲဝင်ရဲ့ကိုပိုင်အရေးချင်းကိုမလေးစားတာကြပါတယ်ဒါကတိုင်ကွမ်တို့အပေါ်မှာမင်းတို့နားရထားတဲ့သဘောတရားလားဒီလိုမျိုးချန်ပီယံဆုကိုတော့မလိုချင်တော့ပါဘူးမလိုအပ်ပါဘူးဆုကိုလုံးဝမယူတော့ပါဘူးကြည့်စားသမီးကတော့မလဲရပဲ ဟုတ်တယ်ငါတို့အိုပါအရန်ကိုတော်တယ်ဒီဖလားစုကြီးကိုလည်းမလိုချင်တော့ပါဘူး ဟုတ်တယ်ရှီရှန်နန်လာပြန်ပြီတခါလာလဲဒီကိစ္စကြီးပဲငါတို့ချန်ပီယံဆုမရတာ10 နှစ်တော့ကြာနေပြီလေအခုရပြန်တော့လဲဟိုတော့ကိစ္စနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောခံရတယ်ပြီးတော့မပြီးနိုင်တော့ဘူး အဲ့ရှူရှန်နန်ကိုအရန်မုန်းတာပဲသူ့ကြောင့်ငါတို့အန်ရံမျိုးကအဆက်ရနေတာသူကငါ့အဖေမဟုတ်ဘူးနင်ကဘာလို့လာလိမ့်နေရလဲနင်ရှူရှန်နန်သမီးဆိုတာလူတိုင်းသိတယ်အခုလည်းနင်အဖေအရှုံးသမားရှူရှန်နန်ကြောင့်အခုစီနီယာထင်ဟောက်ချန်ပီယံဆုမရတော့ဘူးလေသူကငါ့အဖေမဟုတ်ဘူးနင်တို့သားဖအန်ရံမျိုးအတွက်တော်တော်ကြက်တရေတုံးတယ်နင်ဝဝေးသွားတော့ဟာနင်ကိုထက်မမြင်ချင်တော့ဘူး ဘာဖြစ်နေကြလဲ အကိုရှိုးသား तू ကရှူရှန်နန်ရဲ့သမီးပဲ तू ကရွှမ်းစိန်တင်တန်းကြောင်ကွမ်းရသူတို့သားဖားတွေကြောင့်ဒီနေ့ကျမတို့အန်ရံမျိုးသူမျိုးသားတွေလူပုံအလဲမှာအဆက်ရတာ တော်လိုက်တော့ရင်ရင်နင်မှားနေပြီငါတို့ဒီနေ့မှာအဆက်ကွဲသည်ဖြစ်စေမကွဲသည်ဖြစ်စေသူတို့ကအန်မျိုးရဲ့အပြစ်သားတွေပဲငါနားမလဲဘူးဖြစ်နေဘလို့တင်တန်းကြောင်လက်ခံထားလဲဆိုတော့ငါတကယ်ကိုနားမလဲဘူး နင်တို့ဘာသိလို့လဲ
နင်ကဘာမလို့သူ့အဲ့လိုပြောရ န လဲ င်ကဘာမို့လို့လဲဒီကိစ္စကနင်နဲ့ဘာဆိုင်လို့လဲ ငါချမ်းစိတ်တင်တန်းကြောင့်ပိုင်ချောင်းမယ်နင်အခုတောင်းမှန်လိုက် နင်ရောနင်တို့ချွန်စိန်ကလူတွေကအရှုံးသမားမဟုတ်ရင်အရှက်မရှိတဲ့လူတွေကြီးပဲနင်ကဘာအဆင့်ရှိလို့ငါရှေ့မှာရက်နေရလဲငါရှေ့ကဖက် တောင်းမှန်လိုက်လို့ပြောနေလေ ငါလက်ကိုလွတ်လေ နင်ကိုလက်လွတ်ခိုင်းနေရမကြောက်လား တောင်းမှန်လိုက်နင်ကိုတောင်းမှန်လို့ငါပြောနေတယ် လွတ်စမ်းပါ တောင်းပန်ပါတယ်ပြောပြီးပြီလေငါရွှေရွှေနဲ့သမီးမဟုတ်ဘူးလို့ငါဘာလို့လိုက်ခေါ်နေရလဲ ဆရာသူတို့ပြောရတွေကိုခေါင်းထဲထည့်မနေနဲ့အဲ့ဒီဖန်းထင်အောင်ကိစ္စကဆရာနဲ့ဘာဆိုင်လို့လဲ ဒါဆိုရင်တော့ချိုးဝင်မထင်ဘူးဟောဒါနဲ့ပိုင်ချောင်း ရှင် မင်းဒီနေ့ငါဟင်းရချက်ထားပြီးပြီလေ အင်း အဲ့ဒါဘာဖြစ်လို့ခရမ်းကျင်သီးကိုကြက်ဦးနဲ့ဟင်းရချက်